Hello မင်္ဂလာပါပီတီပါပီတီရဲ့ blog ကနဲ့ချူစပါတယ်ခနေ့ကပီတီကစက်တာဟင်းလေးချက်ပြမှာဖြစ်ပါတယ်နော်ကိုစတိုင်နဲ့ကိုပေါ်ချက်ပြမှာဖြစ်ပါတယ်အရင်အစိုးချက်သူနေချက်သူဖြူကိုချက်သူနေကိုခုတ်ထားပါပဲချက်သူဖြူထောင်းထားပါခြင်းကိုလည်းထောင်းထားပါမယ်စီတက်လာပြီဆိုရင်ချက်သူဖြူထည့်ပြီးတော့ကြော်လိုက်ပါမယ်ကြော်ပြီးတော့ရင်ချက်သူဖြူလည်းထည့်ပါမယ်စနွေးမိုးနဲ့အယောင်တမုတ်ထည့်ပြီးတော့တခြားလေးကြော်လိုက်ပါမယ်ကြော်ပြီးတော့ရင်အနံ့နဲ့မွေးလိုက်ပြီဆိုတာနဲ့အပေါ်ကနဲ့ကြက်သားလေးထည့်လိုက်ပါမယ်ကြက်သားထည့်ပြီးတော့ရင်အဖုံးလေးဖုံးပြီးတော့9မိနစ်လောက်ထားလိုက်ပါမယ်9မိနစ်တစ်ချိန်အဲ့လိုပဲလုပ်ပြီးတော့အဖုံးဖွင့်လိုက်ပိတ်လိုက်နဲ့လုပ်ပါမယ်စားလဲထည့်လိုက်ပါမယ်နောက်တစ်ချိန်ဆိုရင်10မိနစ်တစ်ချိန်ပြန်အဖုံးဖုံးပြီးတော့အဖုံးဖွင့်ပြီးတော့တစ်ခေါက်လော်လိုက်ပါမယ်ကြက်သားအရေးလေးခန့်သွားပြီဆိုတော့နောက်ထပ်အရေးအနှဲငယ်ထပ်ပြီးတော့ပြန်ချက်မှာဖြစ်ပါတယ်ချက်ပြီးတော့ရင်ကြက်သားလေးနည်းနည်းလေးနုလာပြီဆိုရင်ခန်းချင်တဲ့နှလုံးလောက်ဖြတ်ပြီးတော့ခန်းချင်တဲ့နှလုံးကိုထည့်လိုက်မယ်ခန်းချင်တဲ့ကြက်လာပြီဆိုရင်အပေါ်ကနဲ့မဆလာဖြတ်လိုက်ပါမယ်မဆလာဖြတ်ပြီးတော့ရင်အဖုံးဖုံးထားလိုက်ပါမယ်ကြော်လိုက်ပါမယ်အဖုံးဖုံးပြီးတော့ရင်တခြားလေးကြက်မကြက်ဆမ်းမှာဖြစ်ပါတယ်တတော်ယူပြီးတော့finally ကြက်ပြီးသွားပြီ